ရန်ကုန်မြစ်နဲ့ပဲခူးမြစ်စုံတဲ့နေရာမှာရေစီးကတိတ်ကျန်းလာအဲ့ဒီရေဝဲတွေရဲ့အောက်ခြေအမောင်တို့ဖုံးလွှမ်းနေတဲ့ရေနက်ပိုင်းမှာလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကတည်းကပျောက်ဆုံးသွားခဲ့တဲ့ဓမ္မစီရီခေါင်းလောင်းကြီးရှိနေတယ်ဆိုတာအားလုံးသိကြမှာပါဒါပေမဲ့လူတိုင်းမသိတာကအဲ့ဒီခေါင်းလောင်းကြီးကိုတီတိုင်းပစ်ထားတာမဟုတ်ပဲနဂါမင်းကစောင့်ကြက်နေတယ်ဆိုတဲ့လျှို့ဝှက်ချက်ပဲပေါ့ဦးထွန်းသာကတော့သူ့ဘဝတစ်လျှောက်လုံးဒီရေအောက်ကိုအကြိမ်ကြိမ်ငုပ်ပြီးခေါင်းလောင်းကြီးကိုရှာခဲ့ပြီမဲ့ထူးဆန်းတဲ့အဟန့်တားတွေကြောင့်အမြဲတမ်းလက်လျှော့ခဲ့ရတဲ့သူပေါ့လေတရက်တော့မင်းခန့်ဆိုတဲ့ကောင်လေးကခစ်မီရေအောက်ဆိုတာကရိယာတွေယူလာပြီးဦးထွန်းသာစီရောက်လာခဲ့ပါတယ်ဦးလေးဒီဆက်တွေနဲ့ဆိုရင်ဘလောက်နဲ့ရှာလို့ရပြီဗျာငကားဆိုတာဒန်တာရီပဲရှိမှာပါလို့မင်းခန့်ကယုံကြည်ချက်အပြည့်နဲ့ပြောလိုက်တာပေါ့ဦးထွန်းသာကတော့ခက်ပြုံးပြုံးပါပဲသူကမြစ်ပြင်ကိုငေးကြည့်ရင်မင်းမသိသေးပါဘူးငါတူရဒီမြစ်အောက်ခြေမှာငါတွေ့ခဲ့ရတဲ့အေယာမအကြီးခွန်ကြီးတွေနဲ့အလင်းတန်းတွေကစက်ပစ္စည်းတွေထက်ပိုပြီးထူးဆန်းတယ်ကွာလို့အတန်တိုးတိုးနဲ့ပြန်ပြောလိုက်ပါသူတို့နှစ်ယောက်ရေလေကနေစက်လေနဲ့ထွက်လာတဲ့အချိန်မှာကောင်းကင်ကရုတ်တရက်မှောင်ကျလာပြီးရေလိုင်းတွေကထူးထူးခြားခြားကြမ်းတမ်းလာခဲ့တာမင်းခန့်ရဲ့ဆိုနာဆက်ထဲမှာအေယာမအရာဝတ္ထုကြီးတစ်ခုကရေအောက်ထဲမှာလှုပ်ရှားနေတာကိုတွေ့လိုက်ရတဲ့အခါသူတို့နှစ်ယောက်ကိုတတ်သွားကြတာအဲ့ဒီအရာကြီးကခေါင်းလောင်းကြီးစီကိုဦးတည်နေတယ်ပဲတကယ်ပဲငကားမင်းကခေါင်းလောင်းကြီးကိုကာကွယ်ဖို့ရောက်လာတာလားဆိုတာစဉ်းစားစရာဖြစ်သွားခဲ့ရပြီလေပေါ်မှာရှိတဲ့ဆိုနာဆက်ရဲ့အချက်ပေးတံကတီနဲ့ပုံမြန်လာပြီးမင်းခန့်ရဲ့မျက်နှာတစ်ခုလုံးဖြူဖက်ဖြူလျော်ဖြစ်သွားခဲ့တာဗျရေအောက်မီတာ40အနက်မှာရှိနေတဲ့အဲ့ဒီအရာကြီးကအလျားပေ100ကျော်တယ်ဆိုတာဆက်ကပြနေတာကိုဦးလေးဒါကငါးကြီးတစ်ကောင်ဖြစ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဗျမြစ်ထဲမှာဒီလောက်ကြီးတာဘာရှိမှလဲလို့မင်းခန့်ကတုံရင်နဲ့ပြောချတယ်ဦးထွန်းသာကတော့လှေနံဘေးကိုခိုင်စုပ်ကန်ရင်ရေပြင်ကိုပဲစိုက်ကြည့်နေခဲ့တာပေါ့ရုပ်တရက်ဆိုတော့မြစ်ပြင်ပေါ်မှာအေယာမဝဲကရက်ကြီးတစ်ခုဖြစ်ပေါ်လာပြီးသူတို့ရဲ့ဆက်လေဟာထိမရအောင်ကိုရိမ့်ထိုးကုန်တော့တာပဲဗျအဲ့ဒီအချိန်မှာပဲရေအောက်ကနေစူးရှားတောက်ပါတဲ့အစိမ်းရောင်အလင်းတန်းကြီးတစ်ခုဖြတ်ခနဲပေါ်လာပြီးမြစ်ရေပြင်တစ်ခုလုံးလင်းထိန်သွားခဲ့တာမယုံနိုင်စရာပဲနော်အဲ့ဒီအလင်းထဲမှာကြီးမားလုံးနဲ့အကြီးခွန်တွေရဲ့အရိပ်အယောင်ကိုသူတို့နှစ်ယောက်လုံးပြိုင်တူမြင်လိုက်ကြရတယ်လေဦးထွန်းသာကဒါနဂါမင်းရဲ့တတိပေးချက်ပဲမင်းခန့်ငါတို့ဒီထက်ပိုပြီးနီးနီးကက်ကတွားလို့မရတော့ဘူးလို့အော်ပြောလိုက်ပေမယ့်မင်းခန့်ကတော့သူ့ရဲ့ရေငုတ်ကင်မရာကိုရေထဲပစ်ချပြီးအမှန်တရားကိုတိကျင်စိတ်ကထိမရအောင်ဖြစ်နေခဲ့ပြီပေါ့ကင်မရာကရိုက်ကူးပြီးပြန်ပို့ပေးတဲ့ပုံရိပ်တွေထဲမှာတော့ရွှေရောင်တဝင်းဝင်းနဲ့ဓမ္မစီဒီခေါင်းလောင်းကြီးကိုတွေ့လိုက်ရတာဗျာဒါပေမဲ့အန်အောဖို့ကောင်းတာကအဲ့ဒီခေါင်းလောင်းကြီးကိုရွှေရောင်အကြီးခွန်နေနဲ့အီယာမတတဝါကြီးတစ်ခေါင်ကရှစ်ပတ်ထားပြီးအဆောက်အအုံလုံနေတာကိုမြင်လိုက်ရတဲ့အချိန်မှာပဲကင်မရာလိုင်းကပြတ်တောက်သွားခဲ့တာပေါ့ကြည်လိုက်စမ်းငါတူသူတို့ကဒီခေါင်းလောင်းကြီးကိုလူတွေလက်ထဲပြန်မပေးချင်ကြဘူးလို့ဦးထွန်းသာကနားလေရခက်တဲ့အကြည့်တွေနဲ့ပြောနေတော့မှပဲဆက်လီဘီနာကနေရေမုံရေမွားတွေဘုံခနဲ့ထွက်လာပြီးတခုခုကရေပေါ်ကိုတက်လာတော့မဲ့အတိုင်းပဲဗျာသူတို့နှစ်ယောက်ကတမိုင်းရဲ့အမောင်ဆုံးပြုတ်ဝှက်ချက်နဲ့ထိတ်တိုက်တွေ့လို့တိတ်နီးဆက်သွားခဲ့ပြီမြစ်ပြင်ပေါ်မှာဝုန်းကနေပေါ်လာတဲ့ရေမုံရေမွားတွေခြားတဲ့ကနေမြင်လိုက်ရတာကတော့ကြောက်စိမ့်ရောင်လိုတောက်ပနေတဲ့အေယာမအမောက်ကြီးတစ်ခုပဲဗျာအဲ့ဒီအရာကြီးဟာဦးထွန်းလာတို့ရဲ့ဆက်လီကိုပတ်ချလဲဝိုင်းပြီးတခါမှမကြားဘူးတဲ့နဲ့ဆိုင်လာတဲ့အတန်ကြီးနဲ့မြည်ဟင်းလိုက်တာများတလောကလုံးတုံခါသွားသလိုပါပဲသူတို့ကငါတို့ကိုခွင့်မပြုတော့ဘူးမင်းခန့်ဒီခေါင်းလောင်းကြီးဟာလူသားတွေရဲ့လောဘအတွက်မဟုတ်ဘူးတာသနာအမွေအနှစ်အဖြစ်ရေအောက်မှာပဲရှိနေရမယ်ဆိုတာကိုတတိပေးနေတာလို့ဦးထွန်းသာကလှီဦးမှာဒူးထောက်ပြီးရှ ခိုးရင်ပြောလိုက်တာပေါ့မင်းခန့်တယောက်လဲကြောက်စိတ်နဲ့ရိုးသေးစိတ်ရောပြန်သွားပြီးသူ့ရဲ့ဆိုနာဆက်နဲ့ကင်မရာတွေကိုရေထဲကနေအမြန်ဆုံးဆွဲတင်လိုက်ရတော့တာပေါ့ဗျာအော်ဖို့ကောင်းတာကအဲ့ဒီလိုပစ္စည်းတွေကိုတင်စီလိုက်တဲ့အချိန်မှာပဲခုနကကြောက်စရာကောင်းတဲ့လိုင်းတဘိုးတွေနဲ့ဝဲကရက်တွေဟာချက်ချင်းဆိုသလိုငြိမ်သက်သွားခဲ့တာပါပဲကောင်းကင်ကမှောင်မဲနေတဲ့တိမ်တိုက်တွေကြားကနေလာပြည့်ဝန်းကြီးကထွက်ပေါ်လာပြီးမြစ်ပြင်တစ်ခုလုံးကိုငွေရောင်တန်းသွားစေခဲ့တာပေါ့ရေအောက်ထဲကနေခတ်တိုးတိုးကြားနေရတဲ့ခေါင်းလောင်းတာဟာလေထဲမှာပြန့်လွင့်လာပြီးသူတို့နှစ်ယောက်ရဲ့စိတ်နှလုံးကိုထူးထူးခြားခြားအေးချမ်းသွားစေခဲ့တာဗျငါတို့သိပ္ပံပညာနဲ့ရှာမတွေ့နိုင်တဲ့အရာတွေဒီကမ္ဘာပေါ်မှာအများကြီးရှိသေးတယ်ဆိုတာမင်းခုတော့ယုံပြီမလားလို့ဦးထွန်းသာကမေးလိုက်တော့မင်းခန့်ဟာဘာမှပြန်မပြောနိုင်ပဲခေါင်းလောင်းကြီးရှိရာမြစ်ပြင်ကိုသာငေးကြည့်နေခဲ့ရတယ်လေနောက်ဆုံးမှာတော့သူ
သူတို့နှစ်ယောက်ဟာခေါင်းလောင်းကြီးကိုဆယ်ယူဖို့စူးစမ်းတာကိုလက်လျှော့ပြီးကန်းဆက်ကိုပြန်လှည့်လာခဲ့ကြတာပေါ့ဒါပေမဲ့မင်းခန့်ရဲ့ရေငုပ်ကင်မရာထဲမှာကြံရစ်ခဲ့တဲ့နောက်ဆုံးဓာတ်ပုံတစ်ပုံကတော့အားလုံးကိုအံ့အားသင့်စေခဲ့တာဗျာအဲ့ဒါကတော့ခေါင်းလောင်းကြီးရဲ့ဘေးမှာရွှေရောင်ဝတ်စုံနဲ့လူသားတအူးလိုတရံရှိတဲ့အဆောင်အရှောက်တွေဝိုင်းရံနေတဲ့ပုံရိပ်ပဲပေါ့ဓမ္မစီဒီခေါင်းလောင်းကြီးဟာတကယ်ပဲပျောက်ဆုံးနေတာလားဒါမှမဟုတ်လူသားတွေမမြင်နိုင်တဲ့အတိုင်းအတာတစ်ခုမှာလုံခြုံစွာအဆောင်အရှောက်ခံနေရတာလားဆိုတာကတော့အခုထိပဟေလီတစ်ခုအဖြစ်ကြံရစ်နေစေပဲပေါ့ဗျာ